left and right function အသုံးပြုဖို့ကိုဒီ video လေးမှာကျွန်တော်နဲ့အတူတူလေ့လာကြည့်ကြအောင်အဲ့တော့ left and right ဆိုတာ function ကဘယ်လိုအလုပ်လုပ်လဲပေါ့နော်ကျွန်တော်ဒီမှာ product code တွေကိုကျွန်တော်ခွဲထုတ်တဲ့အခါမှာ left and right function ကိုအသုံးပြုလို့ရတယ်ဆိုလိုချင်တာက left ဆိုတာကကျွန်တော်ဒီဘက်ဘယ်ဘက်ပေါ့နော်ဘယ်ဘက်မှာရှိတဲ့အခရာလေးတွေလို့ကဏ္ဍစဉ်လေးတွေရဲ့ right ဆိုတာဟောဒီလိုညာဘက်ခြမ်းမှာရှိတဲ့ဒီကဏ္ဍလေးတွေရဲ့ကျွန်တော်ခွဲထုတ်ချင်တဲ့အခါမျိုးမှာသုံးလို့ရတယ်တခုသိထားမှာကျတော့ကျွန်တော်ဒီ product code တွေကကျတော့တူနေရမှာပေါ့နော်ဥပမာဒီမှာဆို3လုံးရှိတယ်ဗျာအရေးအတွက်တူနေရမယ်ဒီမှာဆိုရင် ABC 3လုံးရှိတယ်ဒီမှာဆို XYZ 3လုံးရှိတယ်ဒီ F ပေါ့နော်အဲ့လိုမျိုး3လုံးစီရှိနေတယ်ဒါ left ဆိုတာဘယ်ဘက်မှာ3လုံးစီရှိနေတဲ့ဟာဆိုတော့ဒါကျွန်တော်တို့ left function ကိုသုံးလို့ရတယ်အလားတူပဲကျွန်တော် right function ကိုသုံးမယ်ဆိုရင်လည်းညာဘက်မှာဟိုကဏ္ဍတွေကတူနေရမယ်ပေါ့နော်တူရမယ်ဆိုအရေးအတွက်တူနေရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆို4လုံးရှိတယ်ဗျာ1001 4လုံးအောက်မှာဆိုရင်2500 4လုံးပေါ့နော်အဲ့တော့ဒီ left ဆိုတဲ့ဇယားခွက်လေးမှာကျွန်တော်တို့ကဟောဒီ ABC 3လုံးပဲလိုချင်တယ်ဗျာ ABC 3လုံးပဲခွဲထွက်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ equal to left left ပေါ့နော်ဟောဒီမှာ left လား function လေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ cell ခွက်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီး ABC 3လုံးပဲရှိတာဖြစ်တဲ့အတွက်ဒီမှာ command ကိုခတ်မယ်3လုံးပဲရှိတာဖြစ်တဲ့အတွက်ကျွန်တော်က3နှိပ်လိုက်မယ်ပြီးရင် green လေးပိတ်ပြီးတော့ enter လေးခေါက်လိုက်အဲ့ဒါဆိုရှင်မတလားသူခွဲထုတ်ပြီးသွားပြီ ABC တခါတည်းကိုကတခါလိုက်ပြီးတော့နှိပ်ပြီးတော့ XYZ ဆိုလို့ရှိရင်လို့ XYZ လိုက်ပြီးတော့နှိပ်နေကြမလို့ပေါ့နော်အကယ်၍အဲ့လိုမျိုးနှိပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဇယားကွက်တွေများလာတဲ့အခါကုတ်တွေများလာတဲ့အခါမှာတခုနဲ့ထိုင်ရိုက်နေဖို့ကြတော့အဆင်မပြေဘူးဒါကကြတော့လို function နဲ့ခွဲထုတ်လိုက်တာကအချိန်တက်တာစီပြီးတော့ဒါအမှားယွင်းလည်းကင်းစေပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်က AB နှလုံးပဲယူမယ်ဗျာ C အထိမယူနှလုံးပဲယူမယ်ဆိုဟောဒီမှာနှစ်ထည့်လိုက်ပေါ့နှစ်ထည့်ပြီး enter လေးခေါက်လိုက်ပါဆို AB နှလုံးပဲရတယ်လားဒါမှမဟုတ်ကျွန်တော် AB နှလုံးမလို့ချင်ဘူးတစ်လုံးပဲလို့ချင်တယ်တစ်လုံးပဲလို့ချင်တယ်ဆိုလို့ရှိရင်လည်းဒါလေးကိုဖြတ်တစ်လေးကိုနှိပ်ပြီးတော့ enter လေးခေါက်လိုက်ဒါဆို A တစ်လုံးပဲရမှာပေါ့နော် okay အဲ့တော့ကျွန်တော်က3လုံးမှဖြစ်တဲ့အတွက်3 enter ခေါက်မယ်ပြီးရင်တရားကွက်လေးကို select လေးပြီးပြီးတော့ဟောဒီတောက်လေးရ point လေးကိုအောက်ကိုဆွဲချလိုက်ဒါဆိုလို့ရှိရင်အလားတန်တူပေါ့နော် ABC XYZ DEF အဲ့တော့မှားနေမှာစစ်ဖို့ကြာမလို့အလားတန်တူဆိုတော့ပဲကျွန်တော် right ဆိုလို့ရှိရင်လည်း equal to right RI JST right ပေါ့နော် right fraction ကိုနှိပ်မယ်နှိပ်ပြီးကျွန်တော် cell ကွက်လေးကို click လေးနဲ့တတ်မှတ်ပြီးမယ်တတ်မှတ်ပြီးရင် comma ကျွန်တော်ဘယ်နှလုံးယူမှာလဲဥပမာနှလုံးပဲယူမယ်ဗျာနှလုံးပဲဆိုရင်နှလုံးပဲယူပြီးတော့ green လေးပိတ်ပြီးတော့ enter လေးခေါက်ပြီးလိုက်အဲ့ဒါဆိုရင်မလား01သူရဲ့ရီပေါ်ကအနောက်နေရီနော်1 2တကယ်လို့မကြည့်1ပဲယူမယ်ဗျာတစ်ပိတ်လိုက်မယ်1တစ်လုံးပဲရတယ်လား1ဆိုတော့ဟောဒီနောက်ပိတ်1ကိုပြောတာဟောဒီရှေ့ရလာတဲ့1မဟုတ် right ဆိုတဲ့ဒီဘက်ညာဘက်ကနေပြီးတော့သူကစကလုံးယူတာပေါ့နော်အဲ့တော့ကျွန်တော်၄လုံးယူမယ်၄လုံးယူမယ်ဆိုတော့၄ကိုနှိပ်လိုက်ပေါ့ပြီး enter လေးခေါက်လိုက်ဒါဆိုရင်1001မှာ1001ကျွန်တော်တို့ဆက်လက်လေးပေးထားလိုက်အောင်2500 986 9896 9896 98ကဲဒီဗီဒီယိုလေးကမစ်ဆိုတော့အကျိုးတစ်စုံတရာဖြစ်ထုံးမယ်လို့အကျိုးတစ်စုံတရာရရှိသွားလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်အကယ်၍ဒီဗီဒီယိုလေးကနေပြီးတော့မစ်ဆိုတော့မသိသေးတဲ့ function တွေကိုသိပြီးတော့အကျိုးတစ်စုံတရာရသွားတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို comment မှာ yes ဆိုပြီးတော့မှန်းခဲ့ပြီးဖို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ